Professor ဆောင်ရဲ့နောက်ထပ်လုပ်ဖို့ကင်ဖက်ဟာငှက်ဆက်ရုပ်အနေနဲ့မေဘဲကိုကဲထုတ်သွားပါတယ်။ကျော်တယောက်ကြံခဲ့တာမို့မေဘဲတယောက်ငှက်ကိုအတင်းဆွဲပြီးကျောကိုပါကဲထုတ်လာပါတယ်။တိတ်မကြခင်ပဲတခြားငှက်တွေဟာတစ္ဆာဖောက်ငှက်ဆိုပြီးမေဘဲတို့စီးနေတဲ့ငှက်ကိုတိုက်ခိုက်ကြပါတယ်။ငှက်ဆက်ရုပ်ဟာပျက်စီးသွားပြီးမေဘဲတို့ဟာလည်းတော်ရဲပြေးလွှားရင်း6ကမ်းပါးထဲကျသွားပါတယ်။အဲ့အချိန်ပိုးမွားဘရင်မရဲ့သားတိုက်တက်စ်ဟာပိုးမွားဘရင်ဖြစ်လာပါတယ်။ကောင်စီကပျက်စီးနေတဲ့တရိษံဆက်ရုပ်အစိပ်ပိုင်းကိုကြည့်ရင်တရိษံတူတွေလာဆိုပြီးပြောနေကြပါတယ်။တစ်ဖက်မှာလည်းမေဘယ်ကဂျော့ကိုကယ်တင်ပြီးနောက်သူမရဲ့လုပ်ရက်တွေကြောင့်အရာအလုံးပိုးဆိုးသွားခဲ့တာကိုနားလည်လာတယ်။ဂျော့ကလည်းသူ့အိမ်ကိုဆုံးရှုံးရပြီးလူသားဘရင်ဂျယ်ရီကိုပါအနေနဲ့ထည့်လိုက်ရတဲ့အတွက်စိတ်ပြက်နေခဲ့တယ်။ဒါပေမဲ့မေဘယ်ကသူမအတွင်းကဖိအားတွေကိုမထိန်နိုင်တော့ပဲဖွင့်ဟပြောပြလိုက်တယ်။သူမဟာကဘာကြီးပျက်စီးနေတယ်လို့ခံစားရပြီးဘာမှမပြောင်းလဲနိုင်တဲ့သူတယောက်လိုခံစားနေရတာပါ။အမြဲတမ်းတယောက်တည်းတိုက်ပွဲဝင်နေရတယ်လို့ဖြစ်နေခဲ့တယ်။ဂျော့ကတော့သူမကိုမစွန့်ပစ်ခဲ့ဘူး။မင်းအတွက်အရေးကြီးတဲ့အရာဆိုငါအတွက်လည်းအရေးကြီးတယ်လို့ပြောပြီးသူမနဲ့အတူဆက်ကူညီဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ဝက်ဝင်ကြီးအယ်လင်လို့ဂျော့အိမ်မြောင်လေးတို့မေဘယ်တို့ဟာစုပြီးဂျယ်ရီကိုကယ်ဖို့ထွက်လာကြတယ်။သူတို့ရဲ့အစီအစဉ်ကဂျယ်ရီကိုစီမံကိန်းရက်ခိုင်းပြီးတစ်တော်မြေကိုပြန်ပေးစေဖို့ပဲ။အဲ့ဒါဆိုကောင်စီကသူ့ကိုတတ်မဲ့အစီအစဉ်ကိုရက်တက်မယ်လို့ယုံကြည်ထားကြတယ်။ကားပေါ်ကနေဂျယ်ရီတက်လာတာကိုမေဘယ်တို့အဖွဲ့ကစောင့်နေကြပါတယ်။တက်လာတာနဲ့အိမ်မြောင်လေးတုံကတကားကိုပိတ်လို့ကဖုန်းကိုရှာနောက်ပြီးဖုန်းကိုအန်လော့လုပ်ပြီးမေဘယ်ကိုပေးလိုက်ပါတယ်။မေဘယ်ဖုန်းကနေတဆင့်ဂျယ်ရီကိုသူ့ဘက်ကဖြစ်ကြောင်းနဲ့စီမံကိန်းရက်ဖို့နဲ့ကားဆက်ထွက်ဖို့ကိုပြောပါတယ်။ဒါပေမဲ့ဂျယ်ရီကတော့သူ့စီမံကိန်းကိုမရက်ချင်သေးဘူး။ဂျယ်ရီကအစပိုင်းမှာကြောက်ပြီးနားထောင်ခဲ့ပေမဲ့နောက်ပိုင်းမှာအရာအလုံးရှုပ်ထွေးလာတယ်။အဲ့ဒီအချိန်မှာကောင်စီဘက်ကလည်းလိုက်လာပြီးဂျယ်ရီကိုဖိလုပ်ဖို့ပြင်ဆင်နေခဲ့တယ်။သူတို့ထဲမှာအနေရဲ့အကြီးဆုံးကငမန်းမဒိုင်ရန်ဖြစ်ပြီးဂျယ်ရီကိုဖိဖို့ငှက်တွေဟာရေထဲအထိဆင်းပြီးခေါ်လာခဲ့ကြတာပါ။အဲ့ချိန် Professor တို့အဖွဲ့ဟာလည်းကားနဲ့မေဘယ်ကိုတရိษံတက်ရှိကဘာကိုမနှောက်ယှက်ရဘူးဆိုပြီးတက်နိုင်သမျှလိုက်တားနေကြပါတယ်။မေဘယ်ဟာဂျယ်ရီနဲ့စကားတိုက်ရိုက်ပြောနေပေမဲ့ဂျယ်ရီဟာနားမလည်ဖြစ်နေတယ်။အဲ့ချိန် Professor ကတိုက်ရိုက်ပြောခြင်းကအဲ့လိုအလုံးမလုပ်ဘူးဆိုပြီးပြောလိုက်တယ်။ Professor ရဲ့နှက်ချက်ကိုကြည့်ပြီးသူမနားလည်သွားတယ်။နှက်ချက်ယူဖို့ကြိုးစားတော့တယ်။သူမဂျယ်ရီစီပြန်ရောက်ဖို့ကြိုးစားနေတော့ဒိုင်ယန်ကလေဘော်ကနေကျလာပါတယ်ကံကောင်းစွာနဲ့ဂျယ်ရီပေါ်တော့တိုက်ရိုက်မကျခဲ့ဘူး။သူမနှက်ချက်ကိုဂျယ်ရီနားထဲထည့်ပေးနိုင်ခဲ့ပြီ။သူမဟာမေဘယ်ဖြစ်ကြောင်းပြောတော့ဂျယ်ရီတယောက်မယုံနိုင်တဲ့ဖွယ်ဖြစ်ရက်တွေကြောင့်အိမ်မက်လိုပဲစထင်လာပါတော့တယ်။နိုးထလာမှဆိုပြီးကားကိုထိန်းချောင်းချင်းတောင်မလုပ်တော့မေဘယ်တယောက်ဝင်ထိန်းရပါပြီကံကောင်းစွာနဲ့ပဲဒိုင်ယန်ကတော့ပင်လယ်ဘက်ပြန်ကျသွားပြီးကားကတော့မှောက်လျက်အနေထားနဲ့ကုန်းပေါ်မှာရှိနေခဲ့ပါတယ်။ဂျယ်ရီတယောက်အိမ်မက်မဟုတ်မှန်လက်ခံလိုက်ပါပြီ။မေဘယ်ကစီမံကိန်းကိစ္စညှိနှိုင်းပါတော့တယ်။ဂျယ်ရီကလက်မခံတာကြောင့်သူမကိုယ်တိုင်ကောင်စီအဖွဲ့ဝင်တွေကြားအောင်အတန်ကုန်ဟစ်လိုက်တော့တယ်။ကောင်စီအဖွဲ့တွေမရောက်ခင် Professor တို့အဖွဲ့ရောက်လာတာမို့သူမတို့ဖမ်းခံရပါပြီ။ဂျော့တယောက်သူမကိုကယ်ဖို့သွားခဲ့ပေမဲ့မလှုပ်ရှားတော့တဲ့ဆက်ရုပ်ကိုသာတွေ့ပြီးကယ်ဖို့ကြိုးစားနေပါတယ်။ထိုအချိန်ကောင်စီအဖွဲ့ဝင်တွေရောက်လာပြီးအကုန်ဖမ်းခံလိုက်ရပါပြီ။ကောင်စီဟာ Professor တို့ကိုချိန်ချောက်ပြီး Professor တို့ရဲ့နည်းပညာကိုပြောင်းပြန်လဲသုံးချဖို့လုပ်နေပါတယ်။ဖမ်းခံထိထားတဲ့မေဘယ်တို့ရှိကိုတိုက်တက်စ်ဟာလူသားပုံစံဆက်ရုပ်ဂျယ်ရီပုံစံမျက်နှာနဲ့ထွက်လာပါတယ်။ဂျယ်ရီတယောက်အံ့ဩမင်တက်သွားပါတယ်။တိုက်တက်စ်ဟာလူသားတွေကိုသူတို့ကိုလှုပ်တဲ့အတိုင်းလူသားတွေပဲကြားနိုင်တဲ့အတန်အမြင့်ဆုံးနဲ့ဂျယ်ရီရဲ့ကမ်ပိန်းပွဲမှာဖိပစ်မယ်ဆိုပြီးထိန်းချုပ်တဲ့ဖုန်းကိုတကိုင်ကိုင်နဲ့ပြောပြီးထွက်ခွာသွားပါတယ်။ဂျော့ကတိုက်တက်စ်ဘက်မှာရှိနေတယ်လို့မြင်ရတာကြောင့်သူမအယမ်းနာကျင်သွားတယ်။သူမကဂျော့ကိုလိန်ခဲ့တဲ့အတုံးချခဲ့တဲ့ဆိုတာကိုလည်းနောက်ဆုံးမှဝန်ခံလိုက်တယ်။ဂျယ်ရီနဲ့အတူပိတ်မိနေတဲ့အချိန်မှာမေဘယ်တစ်ခုနားလည်လာတယ်။ငါတို့အားလုံးဟာတစ်ခုတည်းသောကဘာထဲမှာအတူနေကြတာဆိုတာပါပဲ။ဒါကြောင့်ဂျယ်ရီကိုဘီဘာဆက်ယုံခန္ဓာထဲဝင်ခိုင်းပြီးသူတို့နှစ်ယောက်ပူးပေါင်းတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျယ်ရီဟာအယ်လင်ဒိုနိုနဲ့ပေါင်းပြီး Professor တို့ကိုကယ်ထုတ်ခဲ့ပါတယ်။နောက်ဆုံးဂျယ်ရီရဲ့ကမ်ပိန်းပွဲမှာတိုက်တက်စ်ကဂျယ်ရီအဖြစ်ဟန်ဆောင်ပြီးလူသားတွေကိုမုံတီစကားတွေပြောနေချိန်မေဘယ်ကလူတွေရှိထွက်လာပြီးဂျယ်ရီကိုရက်တက်မှုကြိုးစားတယ်။သူမကတိုက်တက်စ်ကိုမင်းအမေတည်သွားတဲ့အချိန်မှာအားနည်းတယ်လို့ဖြစ်ခဲ့တယ်မဟုတ်လား။ငါလည်းအဲ့လိုပဲခံစားဘူးလေလို့ပြောပြီးနားလည်မှုရအောင်ကြိုးစားခဲ့တယ်။တစ်ချိန်လုံးရန်သူလိုတွေးထားတဲ့လူသားနဲ့တိရစ္ဆာန်တွေဟာအတူတကွနေနိုင်တယ်လို့သူမယုံကြည်နေတော့မယ်။အဝေးကနေအဲ့ဓာတွေမြင်နေရတဲ့ဂျောဟာလည်းမေဘယ်ဘက်ကနေပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့တိုက်တက်စ်ကတော့အမုန်းတရားကိုမစွန့်နိုင်ခဲ့ဘူး။သူ့ကိုဒီလိုမျိုးနီးလန်းနဲ့တွေးဆောင်ဖျားယောင်းလို့မရဘူးလို့တိုက်တက်စ်ကကြောက်စရာကောင်းစွာရေးပြီးပြောနေပါတယ်။မေဘယ်ကလည်းနောက်အစီအစဉ်ကိုမဆိုင်မတွပဲဆက်လုပ်ဖို့ဂျယ်ရီကိုလှမ်း၍ပြောလိုက်ပါတယ်။သူ့ရဲ့အစီအစဉ်ကဂျယ်ရီပုံစံဆက်ရုပ်ကိုတိုက်တက်စ်အောက်ကထိန်းချုပ်မှုမဲ့အောင်ပြုလုပ်ဖို့ပါ။အစီအစဉ်ကအောင်မြင်သွားပေမဲ့တိုက်တက်စ်ဟာပြန်ထိန်းချုပ်ဖို့ပြင်နေချိန်ဂျော့ကဝင်တားလိုက်ပါတယ်။သို့ပေမဲ့တခြားကောင်စီတွေရဲ့တားဆီးမှုကြောင့်မအောင်မြင်လိုက်ပါဘူး။သူဟာဂျယ်ရီပုံစံဆက်ရုပ်ကိုပြန်လည်ထိန်းချုပ်မှုရသွားပြီးမေဘယ်နဲ့ဖုန်းကိုလူနေကြပါတယ်။လူရင်းကနေဖုန်းဟာတစ်ပင်ပေါ်ရောက်သွားတာကြောင့်တိုက်တက်စ်ဟာသွားယူနေပါပြီ။မေဘယ်ကလည်းအလွတ်မပေးဘဲတစ်ပင်ပေါ်လိုက်တက်ခဲ့ပါတယ်။တိုက်တက်စ်ထက်ဦးအောင်တက်ဖို့စူးစမ်းရင်းကနေဆက်ရုပ်မျက်နှာဖုံးကိုချုပ်မိသွားတယ်။မေဘယ်ဟာဆက်ရုပ်မျက်နှာကြောင့်လန့်သွားပြီးအောက်ကျလာပါတယ်။
သူမတန်ရမရလိုက်ပေမဲ့တိုက်တက်ကတော့ဖုန်းကိုရသွားပြီဂျယ်ရီမျက်နှာနဲ့တာဖွင့်လို့ရတာကြောင့်တိုက်တက်ဒေါသထွက်လာပြီးတရုတ်မှန်ကလည်းမထိန်နိုင်ပဲပေါ်လာပါပြီးအားလုံးကိုဖိပစ်မဲ့သူ့ရဲ့ပိုးမွားတွေကလွဲရင်ဆိုပြီးပြောပါတယ်တခြားကောင်စီတွေကလည်းစိတ်ပြက်စွာနဲ့အံ့ဩမြင်တက်နေပါတယ်တစ်ပင်ဟာလည်းရိမ့်ထိုးစွာနဲ့အောက်ကိုကျလာပါတယ်တိုက်တက်တယောက်လည်းဟန်ချက်မထိန်နိုင်ပဲအောက်ကျလာပြီးဆက်ရုပ်ခန္ဓာကိုယ်ကပောက်ကွဲသွားပါတယ်ပွဲဟာလည်းမီးပင်လဲတစ်ဖွဲစဖြစ်လာတာကိုကြောတယောက်တွေ့တော့မေဘယ်ကိုကူညီဖို့ထွက်သွားပါတယ်တိုက်တက်ကတော့မလျှော့တဲ့စကားတွေကိုအပီးအထိမပြောနိုင်လိုက်ပဲကုံနေနေပင်ဖြစ်တဲ့ဖားလက်ချက်စားမိသွားပါတယ်အကုန်လုံးကထိုနေရာကနေရှောင်ဖို့လုပ်နေကြပါပြီမေဘယ်ကတော့တားဆီးဖို့လုပ်ရင်းသူမအဖွားရဲ့လက်ဆောင်ဂျက်ကက်အင်ဂျီလေးဟာမီးလောင်သွားပြီးအတွေးတွေလွင့်နေစဉ်အပင်ကျလာတာကိုတော့သတိမထားမိလိုက်ဘူးဂျောရဲ့အချိန်မီရောက်လာပြီးကဲလိုက်မှုကြောင့်သာတီတီလေးလွတ်လာတာပါဂျောကနည်းနည်းတန်ရာရသွားတယ်သူတို့ကိုအဲလင်နဲ့လို့တို့ရောက်လာပြီးအနေရကင်းတဲ့နေရာကိုကဲထုတ်သွားကြပါတယ်သူတို့ရဲ့နေရာအနေရကင်းပေမဲ့မြို့ဘက်တော့မီးတွေဟာမထိန်နိုင်မသိမ်းနိုင်ဖြစ်နေပါတယ်မေဘယ်ရဲ့တရိတ်ဆန်စကားနားလည်နိုင်မဲ့ငကြက်ဟာမီးတွေကြားတဲ့ပြေးရင်လွှားရင်ပျက်စီးခဲ့တာမို့ဓာတ်ရိုက်စကားပြောပြီးနားလည်နိုင်မဲ့အခြေအနေမဟုတ်ပေမဲ့ဂျောနဲ့မေဘယ်ဟာရေကန်ကိုကြည့်ပြီးနှစ်ယောက်သားနားလည်စွာနဲ့ကန်ကိုဖွင့်ချပေးဖို့လုပ်ပါတယ်အင်အားဟာမလုံလောက်တာကြောင့်တခြားကောင်စီအဖွဲ့ဝင်တွေဟာလည်းတက်ညီလက်ညီနဲ့ဝိုင်းဝန်းကူညီနေကြပါတယ်နောက်ဆုံးမှာမီးအနေရဟာလည်းကင်းဝေးသွားပါပြီဂျယ်ရီတယောက်ကတော့တမျိုးတစ်ဖုံနဲ့ဒါကဂျောတို့ရဲ့စွမ်းဆောင်မှုဆိုတာကိုသိနေမှာပါမေဘယ်နဲ့ဂျောဟာလည်းညှိနှိုင်းဆောင်ရွက်ကြတာပေါ့ဆိုပြီးအဆင်ပြေသွားကြပါတယ် Professor တို့ရဲ့ project ကတော့ဖျက်သိမ်းသွားတာမို့မေဘယ်နဲ့ဂျောတို့ကြားမှာဓာတ်ရိုက်ဆက်သွယ်ပြောလို့တော့မရနိုင်တော့ပေမဲ့ဖုန်းတွေက Chopped wood logs, coconut hospital, ဆိုတဲ့အတန် message လေးတွေကနေသူတို့နှစ်ယောက်ကြားကချစ်ခင်မှုနဲ့မိတ်ဆွေစိတ်ကိုခံစားရနိုင်ပါတယ်